ဒီနေ့မှာတော့ Steel Brain Rot game နဲ့မှာ Brain Rot တွေစုပြီးတော့ Rejuve လောက်သွားမှာပါနောက်ပြီးတော့ရလာတဲ့ Brain Rot တွေကိုလည်း mutation တွေ try တော့မှာဖြစ်ပါတယ်ကဲဆိုတော့ video လေးကိုအခုပဲစားလိုက်အောင်ကဲကိုလူ spider you မြန်လို့ကဲမြန်လို့ကြဆရာသမားတို့မြန်လို့ကြမှာ extend trailer လေးတော့လာနေထားလိုက်အဲ့ဒါတယောက်ဝယ်ထားလိုက်ရလာဒီဦးလာ come come ဒီဦးလာအေးမရဘူးလေလောက်ပါ၄ခုလိုလား၄ယောက်လိုလားကဲကျွန်တော်တို့လဘကအရင်လုံးမယ်လဘကအရင်လုံးကြမယ်ခဏအော်လဘက where's my လဘက yes လဘကကဲမင်းတို့လဘကလုံးလုံးမရတော့မြန်လို့ဟောငါဒီ mutation ကတော့လွတ်သွားပြီလာအိုကာလာโอคาเลโรlet's go โอคาเลโรโอคาลาဟိုကောင်မြန်လို့โอคาเลโรโอคาลาမြန်ခဏတီယူလာရောက်နေNo, where no speed, please. Yo, lo cho bộ qua. No. Ha, show qua. Nằm nhớ gì vậy qua, mình đi xem nhà nào. Lo, Okala nó giao đâu mà là. La, miên la. Giao đi. Okay. Okala ရပြီ Los Ocalito ကျွန်တော်ရဲ့ဟိုအယူရောင်းလိုက်မယ်ဗျာဒီ Candy Brain ကိုရောင်းလိုက်မယ် Alright Los Ocalito Alright Los Ocalito ဟုတ်ပြီ Mateo Nesca Mateo နော် Nesca Mateo Los Ocalitos ငါဝယ်ထားလိုက်မယ် Los Ocalito Mateo you Mateo တယောက်အမြန်ဝင်ဝယ်အကောင်ဝယ် Los Ocalitos လာ Los Ocalitos လောက်ကြပါကွာလာဒီမတရောက်နေခေါ်ရတာရတမျိုးဖြစ်နေပြီရောင်းနေလို့ကြောင်ငါဝယ်မယ် Los Ocalitos မတေးကိုခုံလေးမတေးကိုLos Ocalitos โอคาลาဟိုလည်းဖြစ်ပြီးရောက်ပြီ mutation ကူမရဘူးလောက်ကြပါဦးကွာရောက်နေမတေးကိုတယောက်ယူလေရောက်နေ Los Ocalitos ရောက်နေလောက်ကြအောင် Los Ocalitos ရောက်နေလို့လောက်ကြပါကွာမင်းတို့ကောင်တွေလောက်ကြပါကွာရောက်ဘာ mutation မရဘူး Oh let's go Los Ocalitos ကိုကောင်တွေမှာမတေးရုံမရှိဘူးလားကွာဟဲ့ရောက်ရေး mutation တစ်ခုပဲရသေးတယ်ရောက်နေရေးမတေးရုံမရှိတော့ဘူးလားကွာမရှိဘူးလေရောက်နေရေးလောက်ကြပါကွာလာမတေးရုံရည်လာမတေးရုံလောမတေးရုံရလာမသိပါဘူးကွာအေးတက်ခဏအေးရပြီမတေးရုံရပြီ nice spider Samini Spiderini spider ရှိကြလားကိုလူလောက်ကြပါအောင်ကွာလောက်ကြပါအောင်ကွာ spider ရှိကြလားဟဲ့မတေးရောလည်းမရဘူးဟေးလာ Los Mateos ဟာဟို3 future ပြီးဝယ်လိုက်တယ် Los Mateos
လုံးကြပေါင်းကွာ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 ရောင်နေရေတော့ဝဲရောင်တော့ဝဲကြောင်အေးဟုတ်ပြီအေးရပြီတယောက်ဝဲလေးဟာရောင်ရေဖေးပြီဟေးထားလိုက်ပါအုတ်ထုတ်တော့ရလိုက်တယ်အုတ်ထုတ် mutation တော့ရလိုက်တယ်နှမျောစရာရေထင်သားဆိုဖြစ်မလားဟိုရောင်နေရေပြီးရော spider လောက်ကြမယ်ဟုတ်တယ်၄တောင်ပုံစံဟိုဘက်ကလက်ဟာလားအဲ့လိုမျိုးလားငါတို့က၄တောင်ပုံစံဟုတ်ပါတယ်အိုးရပြီ yes nice glassy ကွာ glassy တွေထွက်လာလိုက် glassy လေး Spider. Ooh, glassy yo shit yo let's go oh my god Los Spiderinis. mutation 回家 Spiderinis. 回家 mutation 的回家 Los Spiderinis. mutation 的回家我講你回家 let's go 回家喂 Los Spiderinis. Spiderini ဒီကောင်ဝယ်လေကွာဒီကောင်လှုပ်လေကွာ mutation ဒီကောင်လှုပ်ရမှာတာကြီးတွေဒီကောင်လှုပ်ရမှာ no ရောင်နေလှုပ်ကြပါကွာ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  Los Spiderinis. low on ဒီ low spiderini อ่ะ Los Spiderinis. ရောင်ကြီးကဲမကောင်းဟေးကောင်းလို့လည်းမကောင်းဟေးအော် Los Spiderinis. ဟာချင်းနေမကောင်းငါတို့ဘာလုပ်လို့ရသေးလဲငါတို့လုပ်လို့ရတယ်ဘာမှမရှိတော့ဘူး Los Spiderini ဟာလောက်ပါကွာ spider လေးဟာ Los Spiderinis. Los Spiderini လောမ spider noဝဲ Spiderinis. ဟာလောက်ကြပါကွာရောင်နေလောက်ကြပါကွာ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 လော spider Los Spiderinis. အော်ဟာကွာမရလိုက်ဝေးဟာမရလိုက်ဘူးဟောင်းနေရေမရလိုက်ဘူး Tralalelo tralala. ထရာလာလေးတို့ထရာလာလာတွေလာပြီးတော့ပေါ်နေတယ်ဝဲမနေတော့အကောင်ကြီးတိတ်ပြီးတော့သုံးစားရမဟုတ်ခဏဒီဘေးစီမှာဘာလို့ရှိအောင်ကျွန်တော်တွက်ကြည့်ရအောင်မယ်အော်ဒီဘေးစီမှာ67နေရောဟာချီကလက်တဲရာတွေရောကောင်းလိုက်တာ Oh my god hotspot တွေရောကဲကျွန်တော်ရဲ့ဟလာကျွန်တော်ပိုင်တဲ့အားလေးပြန်ယူရအောင်မယ်ကျွန်တော်ပိုင်တဲ့ Los Spiderini လေးကိုပြန်ယူရအောင်မယ်ကဲဒီနှစ်ကောင် Los Spiderini နဲ့ဒီ Glassy Los Spiderini တကယ်ကွာဒီကောင် mutation ရလာမှသိတာမရလိုက်တာရင်နာစရာပဲကဲဆောနာကျွန်တော်ရတိုင်းဟာလေး Los Mateo alright Los Mateo ရပါပြီဆောနာကျွန်တော်ရဲ့ဟာလေးပေါ့နော်ပြီးတော့ Labaca ကဘယ်သူစီရောက်သွားလဲမသိဘူးဒီမှာ Las Vaquitas Saturnitas. ကဲကျွန်တော်ရဲ့ဟလာ Las Vaquitas Saturnitas ဟလာအကောင့်လေးပြန်ယူအောင်မယ်ပြောရရင်တော့ဒီကောင်ရဲ့ဒီရရဲ့ဒီကောင်ရဲ့เนาะနောက်ပြီးတော့ကျတော့ Oca လဲတော့ Oca လာကြံသေးတယ် Oca
Oka ကျန်လေးဟုတ်တယ်မလား Oka လဲတော့ Oka လာနော်ဒါပေမဲ့ Oka လဲတော့ Oka လာကြတော့ကျွန်တော်တခုမှမပိုင်ဘူးဆိုတော့သူတို့ပဲပေးလိုက်ပါမယ်သိရမလားသူ့မှာရှိရဲ့ဒီ Oka လဲတော့ Oka လာ၄កောင်နဲ့ပဲလောက်ထားတာဆိုတော့အဲ့တော့ဒီဘက်ကလုံးဝဘောစီဗျာကြည့်အောင်လုံးဝဘောစီကဲဒါနဲ့ကျွန်တော်ဒီ Arda ဆိုတဲ့ဘဲကနေပြီးတော့ဒီ16 Graipus million Graipus Mitusi ဟလားအကောင်ကြီးပေးပါတယ်သူပေးရသေးကြလားမသိဘူးပြကျွန်တော်ရိုက်လို့ရအောင်ကျွန်တော်ခဏလောက်ရက်ပေးလိုက်မယ်ဒါပေမဲ့ तू ကကျွန်တော်ပေးရသေးကြတယ်ဆိုတော့ကျွန်တော်ရှူလိုက်ပါမယ်โอเคကျေးဇူးပါဘယ်ကြီးတယ်အော်ဒီ lost bro အိုးရငါ lost bro ပေးမှုလဲရောက်ကြီး yes တဲ့ရောက်ကြီးငါ lost bro ပေးတာကွာဒါပေမဲ့ငါမှာဟိုဟာမရှိတော့ဘူးခဏကျွန်တော်ပြန်လာအောင်မယ်ဗျာကဲဒီ Tortugini Dragon Fruitini ကိုပေးလိုက်မယ်ဗျာကဲအဲ့တော့ကျွန်တော် Lost Bro ယူလို့ရသွားပြီတယောက်ကယူသွားပြီဆိုတော့ Lost Bro ယူလိုက်တော့မယ်နော်ညသူပြောလာအောင်မယ် UB နော်လို့ကဲ Lost Bro ယူလိုက်ပါမယ်ဆိုတော့ Lost Bro ရဲ့ဒီ Graipus Mitusi ရဲ့လားဒီကောင်အနေနဲ့ရင်တော်တော်လေးတန်သွားပါတယ်ယိုရေးလေမိုက်တယ်ကွာ Lost Broကဲဆိုတော့ဒီနေ့ရဲ့ video လေးတော့လောက်ပါပဲဗျာကျွန်တော်တို့ ritual တွေလောက်တယ်ဆိုပေမဲ့ကျွန်တော်ထင်သားသလိုritual ရတဲ့အကောင့်တွေကောင်တခြားသော mutation တွေရဖို့ဆိုတာတော်တော်လေးကိုခက်ခဲတယ်ဗျာမရသလောက်ပဲဟိုပြောမယ်ဆိုရင်ဗျာဟို brain rot တကောင် mutation တစ်မျိုးပုံစံမျိုးနဲ့ပဲရဗျာဆိုတော့ကျွန်တော်ထင်တာလည်းပိုခက်တယ်ပေါ့နော်ဘာဖြစ်လို့ပါဒီ ritual လုပ်ဖို့အတွက်ကူညီပေးကြတဲ့ဘော်ဒါတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ဆိုတော့လည်းမျိုး secret brain rot တကယ် sharper secret brain rot တွေပေးရတော့လည်းကျေးဇူးတင်ပါတယ်ဆိုတော့နောက် video မှာပဲအားလုံးပြန်တွေ့ကြတော့ဗောဗျာအားလုံးပဲ bye bye